အခုတင်ဆက်ပေးနေတာကတော့ဘာလို့လို့လက်ရှိတဲ့သူ့ရဲ့ကံကိုပြိတ္တသိအောင်စုတစ်ခုယူပြီးတတ်သိပြလိုက်တဲ့ထထထွန်းမှာတရုတ်ဆောင်ထထထွန်းကတော့ဘာလို့လို့အောင်မြင်နေတဲ့သူ့ရဲ့ကံအကြောင်းကိုပြိတ္တအားကြအောင်လုပ်ရတစ်ခုနဲ့ထုတ်ဖော်ပြသလာခဲ့ပါပြီထထထွန်းကတော့အနုပညာနယ်ပယ်တွေကိုမရောက်ခင်ကလေးကဘာလို့လို့ထူးချွန်နေသူတယောက်ပါစကားပြောတတ်တဲ့သူ့ရဲ့ပုံစံလေးကြောင့် MC တယောက်အနေနဲ့လည်းပွဲများစွာကိုပြောပြတင်ဆက်ခဲ့ပူပါတယ်ထထထွန်းကတော့အနုပညာနယ်ပယ်မှာမလုံနိုင်တာမရှိရလေအောင်အစွမ်းကုန်ကြိုးစားနေတာပြိတ္တလေးတို့အမြင်ပါပဲ MC တယောက်ဘဝမှာအပြောကောင်းကောင်းနဲ့ပွဲတွေတင်ဆက်ဖို့တို့လို့အလားမယ်တယောက်အနေနဲ့လည်းစွတ်တစိတ်များစွာရတဲ့အထီကိုအောင်မြင်ခဲ့သူပါအလားမယ်တယောက်အနေနဲ့လည်းပြိုင်ပွဲကြီးတွေမှာရှင်ပြိုင်ရင်အောင်မြင်မှုတွေစုကူနိုင်ခဲ့တဲ့ထထထွန်းကတော့မင်းသမီးတယောက်အနေနဲ့အနုပညာနယ်ပယ်မှာနေရာတနေရာရအောင်ယူနိုင်ခဲ့သူပဲဖြစ်ပါတယ်ပရိသတ်တွေအားပေးမှုရအောင်မင်းသမီးတယောက်အနေနဲ့အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့တာလည်းဖြစ်ပါတယ်ထထထွန်းကတော့အရာရာတိုင်းမှာအောင်မြင်မှုရနေတာသူရဲ့ကြိုးစားအားထုတ်မှုကြောင့်လည်းပါသလိုကံတရားကမျက်နှာသာပေးတာကြောင့်လည်းပါပါတယ်ထထထွန်းတယောက်အခုလိုဘာလို့လို့အောင်မြင်မှုရနေတာသူ့ရဲ့လက်ကြောင့်မှာဘယ်နဲ့ပဲမှမဆိုတခုခုလှုပ်လိုက်ပြီးဆိုတာနဲ့အောင်မြင်မှုတစ်ခုမဟုတ်တစ်ခုရတဲ့အထီကိုလက်ကောင်းနေရလဲဖြစ်ပါတယ်။နေပယ်တိုင်းမှာအောင်မြင်မှုတော်ဖို့စောင်းနိုင်ခဲ့တဲ့လက်ကောင်းမလေးထထထွန်းကတော့အခုလေဘာမှမတက်တဲ့အားကစားပြိုင်ပွဲကိုဝင်ပြိုင်ခဲ့ပါပြီ။ထထထွန်းအနေနဲ့အားကစားနဲ့ပတ်သက်ပြီးပြိုင်တာကအခုကပထမဆုံးကြိမ်မှာသူကအနုပညာလောကမှာမတက်တာမရှိရအောင်အကုန်တက်ထားပြီးတော့အကုန်လိုက်လုပ်ခဲ့ပြီးမြအားကစားနဲ့ပတ်သက်ရင်တော့ဘာမှမလုပ်တတ်ပါဘူး။အောင်စားနဲ့ပတ်သက်ရင်ဘာတက်မြောက်မှုမှမရှိခဲ့တဲ့ထထထွန်းကတော့ပွဲစီစဉ်သူရဲ့ကမ်းလှမ်းမှုကြောင့်ကြက်တောင်ရိုက်ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အောင်စားနဲ့ပတ်သက်ရင်ဘာမှမတက်တဲ့ထထထွန်းကတော့သူ့ရဲ့လက်ဘလောက်ကောင်းလဲဆိုတာပရိသတ်တွေကိုသက်သေပြခြင်းလုံးငလင်ပေးတင်ပြည်သူတွေအတွက်ရမုံဝင်ရှာတဲ့ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အနုပညာရှင်တွေစုစည်းကျင်းပတဲ့ကြက်တောင်ရိုက်ပြိုင်ပွဲမှာထထထွန်းကဘာမှမတက်ဘဲဝင်ရောက်အားဖြစ်ခဲ့တာပါ။ထထထွန်းကတော့အနုပညာလုပ်တွေမှာအားလက်တာမို့ကြက်တောင်ရိုက်၄ကျင်ချိန်က2ရက်လောက်သာရခဲ့ပါတယ်။ထထထွန်းကတိကျမလေးချင်လိုက်ရပေမဲ့ဘာလို့တော့အောင်မြင်တဲ့သူ့ရဲ့လက်ကြောင့်ပဲစက်တောင်ရိုက်ပြိုင်ပွဲမှာစွတ်တစိတ်ရအောင်ရယူနိုင်ခဲ့ပါပြီထထထွန်းကတော့အနုပညာရှင်တွေနဲ့ရှင်ပြိုင်ရပေမဲ့အဲ့ဒီမှာထူးချွန်သူတွေလည်းပါဝင်ပါတယ်ထူးချွန်သူတွေပါဝင်ရှင်ပြိုင်ပေမဲ့လည်းထထထွန်းကဘာကိုမှမကြောက်ပဲဝင်ရောက်ရှင်ပြိုင်ရင်စွတ်တစိတ်ပါရရှိခဲ့တာပါထထထွန်းကတော့ဘာလို့လို့လက်ကောင်းတဲ့သူ့ရဲ့ကံကိုလည်းယုံကြည်တယ်လို့ကိုရိုင်းကလည်းတက်နိုင်တဲ့လောက်စူးစမ်းခဲ့သူတယောက်ပါအချိန်2ရက်လောက်လေ့ကျင့်ပြီးပြိုင်တာသူများတွေတဲ့ဟာသားဖြစ်နေပေမဲ့ထထထွန်းအတွက်ကတော့မျက်နှာပြောင်တိုက်ပြီးဝင်ပြိုင်ရင်စုရရခဲ့ရလဲဖြစ်ပါတယ်။ထထထွန်းကတော့သူမကျွမ်းကျင်တဲ့အားစားတစ်ခုဖြစ်ပေမဲ့အသေးချာစူးစမ်းရှင်ပြိုင်ခဲ့သလိုသူ့ရဲ့ထူးချွန်မှုကြောင့်ပဲအခုဆိုရင်တတိယဆုကိုစကူရရှိခဲ့ပြီးဖြစ်ပါတယ်။သူကတော့ဘယ်သူတွေဘလို့ပဲအသုံးချနေပါစေမလုပ်ဖူးတဲ့အရာကိုအကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ရှင်ပြိုင်ရင်ဆုရရှိခဲ့တာပါ။ထထထွန်းကတော့ဘယ်သူတွေဘာပဲပြောနာမည်နဲ့လက်အောင်ထက်မြက်နေတော့တာပါပဲနော်။အနုပညာလောကမှာလည်းမလုပ်တတ်တာမရှိရလေအောင်ထူးချွန်တယ်လို့အားကစားလောကမှာထူးချွန်သူတယောက်ဖြစ်အောင်စူးစမ်းပြနေပြီပဲဖြစ်ပါတယ်။နာမည်လိုက်အောင်ထူးချွန်တဲ့ထထထွန်းကအခုဆိုရင်အနုပညာနယ်ပယ်မှာမဟုတ်ဘဲနဲ့အားကစားမှာပါထူးချွန်နေဆိုတာသက်သေပြနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ဆရာရပရိသတ်ကြီးတို့တင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးမှာကတော့မွေးနေ့ကုသိုလ်အလှဖြစ်ပကံမှာမောင်ရင်လောင်း32ပါးကိုရှင်ပြုအလှတော်မင်္ဂလာကျင်းပပေးခဲ့တဲ့အကယ်ဒမီမေမြင့်မို့ပါပရိသတ်ကြီးအလှဒါယကမှာအကယ်ဒမီမေမြင့်မို့ရဲ့မွေးနေ့ကုသိုလ်အလှဖြစ်မောင်ရှင်လောင်း32ပါးအလှတော်မင်္ဂလာအခမ်းအနားကိုပကံမြို့အလှတော်ပြကျောင်းတိုင်းမှာကျင်းပခဲ့ပါတယ်။မေရဲ့မွေးနေ့ကျိုးအလှအနေနဲ့ပကံညောင်မြို့မှာရှင်လောင်း32ပါးရှင်ပြုပေးခဲ့ပါတယ်။အခုလိုအလှမှဖြစ်အလှတန်းခွင့်ရလို့လည်းဂျင်းနူပီတီဖြစ်ရပါတယ်။မေတို့မိသားစုလိုက်လေးလှူဒန်းခွင့်ရလို့ပြောမိပါတယ်လို့အကယ်ဒမီမေမြင့်မို့ကပြောပါတယ်။အဆိုပါအခမ်းအနားကိုတော့အလှတော်မင်္ဂလာအခမ်းအနားကိုမြင်းလဲလေးနဲ့ရှင်လောင်းလှည့်ခဲ့ပါတယ်။ရှင်ပါ32ပါးကိုရှစ်ပါပြေးခရစုံလင်စွာနဲ့ပပဇအမွေရှင်သာမဏေအဖြစ်ကိုတွတ်သွင်းချင်းမြောက်ခြင်းကိုမေလ10ရက်နေ့ကပကံမြို့မှာကျင်းပခဲ့ကြောင်းသိရပါတယ်။အကယ်ဒမီမေမြင့်မို့ရဲ့အမွေနေ့ကတော့ဒီနေ့မေလ17ရက်နေ့ပဲဖြစ်ပါတယ်။ဆရာရပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုဆက်လက်တင်ဆက်ပေးချင်တာကတော့စုချင်းငွေကျပ်သိန်း1000ရရှိရဲ့မြန်မာ Star Season 2 Winner ဆုရှင် Empowering ကျော်ဦးစုကူရဲဆိုတဲ့သတင်းလေးပါ။ဂီတလန်ချောင်းဘော်ကရပုံးသီးတွေကိုမြေအောင်မြောက်ပေးနေတဲ့မြန်မာ Star Season 2 Grand Final ပြိုင်ပွဲကိုမေလ9ရက်နေ့ညပိုင်းကရန်ကုန်မြို့မှာရှိနေတဲ့ Studio Covers မှာကျင်းပခဲ့ရမှာမြန်မာ Star Season 2ရဲ့စုချင်းငွေကျပ်သိန်း1000နဲ့ Winner ဆုကိုပလောက်ကအချင်းတိုင်းရင်းသား Empowering ကျော်ဦးကစုကူရရှိခဲ့ပါတယ်။ကျွန်တော်အနေနဲ့ကိုစင်အောင်ဖဏကိစ္စစဖြစ်ခဲ့တဲ့အရန်ကြောက်ခဲ့တာပါ။ဒါပေမဲ့ကြောက်တဲ့အရာကကျွန်တော်ကြိုတင်ပြင်ဆင်ရတယ်ပိုပြီးစူးစမ်းမယ်အပိုင်းတွေဖြစ်လာခဲ့ပါတယ်ကျွန်တော်ပြိုင်ပွဲတစ်လျှောက်လုံးမှာစူးစမ်းခဲ့ပါတယ်ပထမကမပြိုင်ခြင်းတဲ့အထက်ကိုဖြစ်ခဲ့တာတွေလည်းရှိပါတယ်ဘယ်လိုစူးစမ်းဝတ်စားရမလဲဆိုတာပိုသိလာတယ်အခုချိန်ဝင်လာရခဲ့တော့တကယ်ကျေးဇူးတင်တယ်လို့မြန်မာ Star Winner ဆုရှင်ကျော်ဦးကပြောပါတယ်အဆိုပါမြန်မာ Star Season 2ရဲ့ Grand Final မှာတော့ English Song Week Popular Song Week ကိုဘွားနဲ့သက်ဆိုင်တဲ့တချင်း Week နဲ့ Grand Final ညပိုင်းမှာဆိုပြီးတော့အပိုင်းလေးပိုင်းအနေနဲ့ကျင်းပခဲ့တာဖြစ်ပြီးအကဲဖြတ်ထိုင်အနေနဲ့တေးဆရာစောက်ခုစဲအစောမီခလာနဲ့အစင်အောင်တို့ပါဝင်ခဲ့ပြီးတော့
ပြိုင်ပွဲအဆုံးပိုင်းမှာတော့ဆိုတော့မီကလာကအစရောမီကလာအစားအစရောရေဖကောင်ဝင်းနဲ့တေးဆရာစောက်ခုစဲအစားဥက္ကဥတာကပါဝင်ဆောင်ရွက်လာခဲ့တာပါဒီပြိုင်ပွဲတွေမှာ top စစ်တွေဖြစ်တဲ့ Anfarim ကျော်ဦး Hofi နန်းနီစောမျိုးရာစာကျော် KD Sound Oil နဲ့ငဲချေတာတို့ရှင်းပြိုင်ခဲ့အောင်မှာမြန်မာ Star Season 2 winner ဆုနဲ့စုချင်းငွေကျပ်သိန်း1000ကိုတော့ Anfarim ကျော်ဦး First Runner Up ဆုနဲ့စုချင်းငွေကျပ်သိန်း400ကိုတော့နန်းနီ Second Runner Up ဆုနဲ့စုချင်းငွေကျပ်သိန်း100ကိုတော့ချင်းတိုင်ရင်သူ Harfi တို့ကစုခုခဲ့ကြပါတယ် Special Guest Singer တွေအနေနဲ့နိုင်ငံကျော်ဆိုတော့မီကလာချင်ငယ်မြန်မာ Star Season 1 Winner Lesson Season 1 ပြိုင်ပွဲဝင်တေးဆို Ring လာနဲ့ Season 2 ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့မှုမြတ်ချဲ JK Sophia ယူဝေဖြိုးနဲ့ဇန်ဝလီတို့ကသိဆိုဖျော်ဖြေခဲ့ကြပါတယ်မြန်မာ Star Season 2မှာတော့ရှင်ပြိုင်သူ4000ကျော်ရှိခဲ့ရမှာအစစ်စစ်ရွေးချယ်ခဲ့ပြီးတော့ Jack Audition ကို2024ခုနှစ်ဒီဇင်ဘာလ19ရက်နေ့က MICD ပတ်မှာရှိနေတဲ့မြန်မာ Star Studio မှာစတင်ပြုလုပ်ခဲ့ရကအစစ်စစ်ကိုရှင်းပြိုင်လာခဲ့ရတာပါမြန်မာ Star Season 2 Grand Final ပွဲကြီးကိုတော့ April 10ရက်နေ့မှာကျင်းပဖို့ရွေးထားခဲ့ပေမဲ့မန္တလေးငလင်ဘေးဖြစ်ပွားခဲ့တဲ့အတွက် Grand Final ပွဲကိုမေလ9ရက်နေ့မှာရက်ပြောင်းရွှေ့ကျင်းပခဲ့ရလည်းဖြစ်ပါတယ်။ Cherry ပရိသတ်ကြီးတို့အများကြီးတင်ဆက်ပေးလိုက်ပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့လက်ရှိအသက်အရွယ်နဲ့လိုက်ဖက်တဲ့ခေါင်းဆောင်မင်းသားတယောက်ဆောင်အဖြစ်နဲ့မကြခင်မြင်တွေ့ရမယ်လို့ဖွင့်ဟလာတဲ့အနေမျိုးအောင်ပါ။ပရိသတ်ကြီးကျွန်တော်ကတော့အဒီဇက်ကားမှာတကယ့်ကိုအတ္တကြီးရဲ့ဦးရဲခေါင်းဆိုတဲ့ဘဲကြီးနေရာကနေပါဝင်တယောက်ဆောင်ရမှာပါ။ဦးရဲခေါင်းနဲ့နေမျိုးအောင်ကတော့အတူတူပါပဲတိတ်မကွာဟာပါဘူး။အတ္တကြီးတဲ့လောက်ကြီးတယ်။ဟုတ်တယ်မလားနေမျိုးအောင်ရဲ့ item ကတော့ဦးရဲခေါင် item ပြည်ပြင်ဖို့လုပ်နေပါတယ်အခုကတော့နှုတ်ခမ်းမွေးမုတ်စစ်မွေးတွေထားပါတယ်နေမျိုးအောင်ရဲ့ item ကတော့တသက်ရှိပါတယ်လို့တရုတ်ဆောင်နေမျိုးအောင်ကပြောပါတယ်သူကတော့မီလာ19ရက်မှယုံတင်ပြသားမယ်ဒါရိုက်တာစိုးမိုးမရိုင်ကူထားတဲ့လောကရန်ရုပ်ရှင်စကားကြီးမှာတရုတ်ဆောင်နေဖြစ်တဲ့ကြော်ထက်အောင်ရှင်မွေလဘုံမင်းနီလာဟိန်းတီဟာဝိုင်းအုပ်စုအောင်ရွှေသမီးမေဂရစ်တို့နဲ့အတူပေါင်းတရုတ်ဆောင်ထားပါတယ်နေမျိုးအောင်ကအနုပညာတရုတ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးကြားရစရုံမှာစိတ်ဆက်ထင်အောင်ဖန်တီးနိုင်တဲ့သူဖြစ်ပါတယ်။ခေါင်းဆောင်မင်းသားနေရာနဲ့ရိုက်ဖို့ရှိတယ်။ကိုနဲ့လိုက်ဖက်တဲ့ခေါင်းဆောင်ပေါ့။ဒီအသက်အရွယ်နဲ့လိုက်ဖက်တာရိုက်ဖို့ရှိပါတယ်။ကိုအသက်အရွယ်နဲ့လိုက်တဲ့ခေါင်းဆောင်မင်းသားအတယောက်ဆောင်အဖြစ်တွေ့ရအောင်ပါပါ။ကြိုပြောလို့တော့မရသေးပါဘူး။လူရဲလို့ဖြစ်လာရင်အခက်အခဲတွေအများကြီးရှိတယ်။အတက်အကျအနည်းမြင့်တွေရှိတယ်။ကိုရိုးဆိုရင်လည်းအောက်ခြေကနေဒီနေရာတစ်ခုထိရအောင်စူးစမ်းခဲ့ရတာပဲလေ။ဒါကတော့လောဂရမ်မှာပဲလို့သူကအဆက်ပြောပါတယ်။ပရိသတ်ကြီးတို့အမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ကောင်းပြင်းနဲ့တဏ္ဍာဘိုးတို့ရဲ့မင်္ဂလာအခမ်းအနားလေးအတွက်စတင်လိုက်တဲ့အချိန်မှာတော့မိုင်းဆက်မိတ်ကပ်ပညာရှင်ခင်စံဝင်းကတော့တာဝန်ယူခြင်းစိတ်နဲ့ဝမ်းသာမှုတွေနဲ့တိုက်တလုံးကားတစ်စီးလက်ဖွဲ့ကျင်ပါတယ်လို့ပြောလိုက်တာတကယ်ကိုစိတ်ဝင်စားဖွယ်ရာဖြစ်လာပါတယ်။မိုင်းဆန်ကဒီလိုပြောတဲ့အကြောင်းရင်းကတော့တရုတ်ဆောင်ကောင်းပြင်းတဲ့တနာဘူးတို့မကြသေးခင်ကမှမိသားစုနဲ့အနီးနားရှိသူတွေသာတက်ရောက်တဲ့အကျဉ်းချုပ်မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကိုပြုလုပ်ခဲ့ကြတဲ့အတွက်ပါ။မင်္ဂလာပွဲကြီးအတွက်ကတော့စီစဉ်နေရဆဲဖြစ်ကြောင်းသိရှိရပါတယ်။လက်ဖွဲ့အဖြစ်တာဝန်ယူမယ်ဆိုတဲ့အခါမှာဘာပေးမှလဲဆိုတဲ့အမေကုန်းကိုမိုင်းဆန်းက TGA စေးစွာနဲ့တိုက်တလုံးကားတစ်စီးလက်ဖွဲ့ချင်တာပါလို့ဖြေခဲ့ပြီးဒီစကားကလည်းလူတွေအကြားမှာပြန်နှံ့နေခဲ့ပါတယ်။အပျော်ရမကားလေးနဲ့အပျော်ပါးတွေဖြစ်နေပေမဲ့တနာဘိုကတော့လက်ဖွဲ့ရဲဆိုတာထက်ကိုချစ်ခင်ရတဲ့သူတွေရောမိသားစုတွေပါဝင်တဲ့ပွဲတက်နိုင်တဲ့စုံတွေ့နိုင်တဲ့ဆိုရင်ကျင်းတတ်ပါတယ်လို့တုံ့ပြန်ခဲ့တာကလည်းသူမရဲ့ရိုးသားတဲ့စကားလုံးတွေကိုဖော်ပြနေသလိုဖြစ်ပါတယ်။အနုပညာလောကမှာချစ်ချင်းမြတ်တာနဲ့ပြည့်နေတဲ့အိမ်တော်ရေးတွေအပေါ်ဝမ်းမြောက်အားကျဖွယ်အဖြစ်ပြောပြရင်းနဲ့မိုင်းဆိုင်ရဲ့လက်ဖွဲ့မှုကလည်းတကယ်ကိုအံ့ဩဖွယ်ဖြစ်လာပါတယ်။ဆရာပရိသတ်ကြီးတို့ညဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ဆယ်လီမမ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။